ရှင်းဒီနေ့မှာကျွန်မက collective reading လုပ်ပြပါမယ်သူနဲ့တင်တဲ့နောက်ဆုံးမှာချစ်သူဖြစ်လာနိုင်တာပေါ့နော်ဒါလေးကိုကြည့်ရမယ်အဲ့တော့ဒီ video လေးကသူနဲ့တင်တဲ့ကချစ်သူဖြစ်သေးတဲ့ကာလတစ်ခုဆိုတော့ကိုကသူ crush နေရဖြစ်နိုင်တယ်လက်ရှိမှာတငယ်ချင်းအနေထားလည်းဖြစ်နိုင်တယ်situation အနေထားလည်းဖြစ်နိုင်တယ်တေချာကသူနဲ့ကိုယ်နဲ့ချစ်သူဖြစ်သေးတဲ့အဆင့်တစ်ခုမှာရှိနေတယ်ပေါ့နော်အဲ့တော့တစ်ဖက်သူကကိုနဲ့ပတ်သက်တဲ့လက်ရှိစိတ်ခံစားချက်တွေပါရှိနေလဲပေါ့နော်သူကကိုနဲ့တင် relationship တစ်ခုတည်ဆောက်ဖို့ရောဆန္ဒရှိလားပေါ့နော်သူနဲ့ကိုယ်နဲ့ဂျာမဘလို့အသားစီးတွေများရှိနေလဲရှေ့ဆက်ပြီးသူဘက်ကချစ်သူဖြစ်လာဖို့အရှင်လောက်လာမလားပေါ့နော်ပြီးတော့နောက်ဆုံးသူနဲ့ကိုယ်နဲ့ဂျာမချစ်သူဖြစ်လာနိုင်မလားဆိုတော့ကြည့်ပြီးမှာပေါ့နော်အဲ့တော့သူနဲ့ကိုယ်နဲ့ဂျာဘလို့ connection ရှိတယ်ဆိုတော့ကိုအရင်ကြည့်ပါမယ် collective တစ်ဖက်သူနဲ့ပေါ့နော်အဲ့တော့ collective တစ်ဖက်သူနဲ့လက်ရှိမှာဘလို့အခြေအနေတစ်ခုမှရှိနေလဲဆိုတာကိုကြည့်ပါမယ်တုံးကတ်ဆိုလာမယ်နော်တစ်ဖက်သူနဲ့အဲ့တော့ collective နဲ့တစ်ဖက်သူကြားထဲမှာပေါ့နော်လက်ရှိ connection ကဘလို့ရှိနေလဲကြည့်ပါမယ်ကိုလက်တဲ့တစ်ဖက်သူကြားမှာလက်ရှိကဘလို့ connection ရှိလဲကြည့်ပါမယ်လက်ရှိ connection ကတော့ဒီမှာက3 of Pentacles เนาะအဲ့တော့သူနဲ့ကိုယ်နဲ့ကြားကလေအလုံးမှာတွေ့တာမျိုးကိုကသူ crush နေတာမျိုးဖြစ်နိုင်တယ်ပေါ့နော်အလုံးမှာတွေ့ရ connection ဖြစ်နိုင်တယ်အရင်အလုံးများတာကွာအရင်အလုံးများတယ်လှုပ်ဝက်တယ်သူကလေအရင်ထုတ်ပုံပြောတာမျိုးပေါ့နော်လှုပ်ဝက်တယ်ဆိုတာသူ့အကြောင်းနဲ့လှုပ်ဝက်တာမျိုးပေါ့နော်အဲ့လိုမျိုးဖြစ်နေအရင်အလုံးနဲ့အလုပ်ကိုအရင်လုပ်တာကွာအလုပ်အရင်လုပ်တဲ့သူမျိုးပေါ့နော်ကိုကခါကျရင်သူ့ကိုပေါ့နော်ဟိုအချိန်ကားတစ်ခုကြာစောင့်နေရတာအရာပေါ့မှာနည်းနည်းလေးပေါ့စိတ်ပင်ပန်းလာမျိုးကိုဘက်ကတော့ရှိနေတာမျိုးဆိုတော့လေလက်ရှိကတော့တချို့လေတငယ်ချင်းမိတ်ဆွေရှင်းရှိတယ်ဒါပေမဲ့စကားကတော့ခင်မင်းရင်းနေတဲ့အခြေအနေတစ်ခုမှာတော့ရှိနေတယ်ကိုကတော့သူ့ကြိတ်ပြီး crush နေတာမျိုးဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ကျမခံစားတာကဒီ connection ကလေတငယ်ချင်းမိတ်ဆွေထဲပို့တဲ့ connection တစ်ခုမှရှိနေတယ်အလုပ်ဝင်တစ်ခုထဲမှာတွေ့ရ connection ဖြစ်နိုင်တယ်တချို့လေးတွေကပေါ့နော်သူနဲ့ကိုယ်နဲ့တင်းတန်းသူတို့တက်ပြီးတော့မှပေါ့နော်တွေ့ရ connection မျိုးတင်းတန်းသူတို့တက်တဲ့အတူတူပေါ့နော်ဒီပညာရေးတစ်ခုကိုတူတူလေးလာရင်းနဲ့ပေါ့နော်ရင်းနှီးွားတာမျိုးပေါ့နော်ရင်းနှီးပြီးတော့မှကိုကသူ့သဘောကျနေတဲ့ connection လည်းဖြစ်နိုင်တယ်ပေါ့နော်စကားပြောဆိုမှုသူနဲ့ကိုယ်နဲ့ကြမှာရင်းနှီးမှုတော့ရှိနေပြီကိုကတော့သူ့ crush နေပြီသူကအရင်ကြီးမသိသေးတာမျိုးဖြစ်နိုင်တယ်ပေါ့နော်။ဘာကြောင့်လဲသူမှကြည့်အရင်ကို10 on once အရင်အလုပ်တွေလုပ်နေတာအလုပ်တွေရန်စူးစမ်းနေတာမျိုးပေါ့နော်။တိတ်ပြီးတော့ဘာမှတိတ်မသိချင်သေးတာမျိုးလည်းဖြစ်နိုင်တယ်။9 on once မှာဆိုနည်းနည်းလေးကိုကသူ့ကိုနဲ့ပတ်သက်ပြီးတော့မှနဲ့စိတ်ပင်ပန်းရတဲ့အရာလေးရှိနေတာမျိုးတော့ခံစားမိသလိုပဲပေါ့နော်။သူ့ကိုသူတိတ်ပြီးတော့မှမထူးခြားသေးဘူးငါစိတ်ပင်ပန်းလိုက်တာသူ့ဘက်ကလည်းတိတ်ဘာမှကိုနဲ့ပတ်သက်ပြီးတော့မှဘာမှ action တွေမြူသေးတာနဲ့ပတ်သက်ပြီးနဲ့စိတ်ပင်ပန်းတာအခြေအနေတစ်ခုမှရှိနေတာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ယင်းဒီကျောင်းဝင်တဲ့နေသားတစ်ခုမှာတော့ 3 of Pentacles ကတော့မြင်နေရတယ်ပေါ့နော်မိတ်ဆွေတငယ်ချင်းအတူတူ class တစ်ခုမှာသူတို့တက်နေတာအတန်းတရားသူပေါ့နော်တချို့လေးဆိုရင်ကိုယ်နဲ့သူတို့ပညာတစ်ခုလေးလာတယ်မှာဆိုရင်သူတို့တငယ်ချင်းဖြစ်နေတာမျိုးပေါ့နော်တငယ်ချင်းနေပြီဆိုတော့မျိုးကိုကကြိတ်ပြီးတော့မှသူ crush နေတာမျိုးဖြစ်နိုင်တယ်ပေါ့နော်သဘောကျနေတာမျိုးအဲ့တော့သူကကိုယ်နဲ့ပတ်သက်ပြီးပေါ့နော်ဒီ relationship တစ်ခုတည်ဆောက်ဖို့အတွက်ဆန္ဒရှိတာပေါ့ဒါလို့ကြည့်မယ်နော်တစ်ဖက်သူကကိုယ်နဲ့ပတ်သက်ပြီးတော့ပေါ့နော်လက်ရှိ relationship တစ်ခုကိုတည်ဆောက်ဖို့ဆန္ဒရှိတာပေါ့နော်ဒီကကြီးချလို့ရအောင်ဒီပဲဆန္ဒရှိလားဆိုတော့နည်းနည်းလေးသူ့ဘက်မှာလည်းကျွန်မခံစားရင် PR တွေရှိရယ်เนาะဒီမှာတွေ့ရဒီလူကလေသူ့မှာကအဲ့လို PR တွေရှိနေတယ်ကိုယ့်တော့တန်ရောစင်တော့ရှိပါတယ်เนาะဒီမှာတွေ့ရတန်ရောစင်တော့ရှိရယ်သူ့မှာ PR တွေဆိုတာကအလုပ် PR တွေရှိတယ်မိဘနဲ့ပတ်သက်ပြီးတော့မှနည်းနည်း PR လေးတွေရှိနေတာမျိုးပေါ့เนาะဒါလေးတွေ့ရတယ်ပေါ့เนาะအဲ့တော့သူ့ဘက်မှာမိသားစုနဲ့တော့၎င်းပေါ့เนาะသူ့မှာကငွေရှာဖို့တော်၎င်းသူ့ရဲ့ဒီလုပ်ငန်းခွင်မှာတော့၎င်းသူ့မှာအဲ့လိုပေါ့နော်ဖွေအားတွေရှိနေတာအရင်သူချစ်သူထားဖို့တော့အရင်လှမ်းမကြည့်နိုင်သေးဘူးဆိုတာမျိုးပေါ့နော်လှမ်းမကြည့်နိုင်သေးဘူးအချိန်မပေးနိုင်သေးဘူးဆိုတာမျိုးတော့ဖြစ်နိုင်တယ်ဒီမှာတွေ့ရမှာကလေအဲ့တော့ထပ်ကြည့်အောင်မယ်နော်စိ
စိတ်ပင်ပန်းမှုတွေစိတ်ပင်စည်းမှုတွေသူ့မှာရှိနေရဆိုတာမျိုးတော့မြင်ရတယ်ဒါကသူ့ကိုယ်ကိုပြပြတဲ့သူ့ရဲ့တခြားအကြောင်းအရာတွေဖြစ်နိုင်တယ်ဘာကြောင့်လဲဆိုဒီလိုနဲ့လှုပ်ဝက်ဆန်တယ်စစ်တော့7လုံးကနည်းနည်းလေးလှုပ်ဝက်ဆန်တယ်သူကိစ္စတချို့ရတယ်သူများသိမှလည်းစိုးရိမ်နေဆိုတာလှုပ်ဝက်စွာနေတဲ့သူပေါ့နော်အဲ့လိုမြင်မိတယ် heart pretense เนาะတေးကြတယ်အဲ့တော့သူ့ဘက်ကအရင်ကိုနဲ့ပတ်သက်ပြီးပေါ့လို့နော်ဟိုလက်ရှိ relation တခုတိစောက်ဖို့အတွက်အရင်ကြီးတော့အတွေးတွေမရှိသေးဘူးเนาะဘဝမှာလေးလာမဲ့ຢာတွေပေါ့နော်ဖြစ်ချင်တဲ့ဆန္ဒတွေရှိနေတာမျိုးပေါ့နော်ကိုယ့်ဘော်တိုင်ရောစင်ရှိရဲဒါပေမဲ့လေကိုယ့်တကယ်လို့သူ့ဘက်ကလို့ချစ်ချင်းမြတ်တာရှိနေအောင်ပါလေအရင်ထောက်ပေါ်ပြောမဲ့အရာမျိုးမဟုတ်ဘူးသူဖြစ်ချင်တဲ့အရာတခုတည်းသူကရှေ့ဆက်သွားအောင်မယ်ဆိုတော့မျိုးကျွန်မမြင်မိရပေါ့နော်အဲ့ဒီလူကအရင်ကိုအေးဆေးရဲ့သူပေါ့နော်အေးဆေးတင်ငင်တဲ့သူဆိုတော့မျိုးကျွန်မမြင်မိတယ်ဖြစ်ချင်တဲ့အရာတွေလည်းသူ့မှာရှိနေအောင်ပေါ့တခြားသူလေးလာချင်တဲ့အရာတွေဖြစ်ချင်တဲ့အရာတွေလည်းများနေတိတ်ပြီးတော့မှခေါင်းထဲကိုတခြားကိစ္စတွေမထည့်ချင်ဘူးပေါ့နော်အထူးသဖြင့်ဒီ relationship နဲ့ပတ်သက်ပြီးတော့မှတိတ်မထည့်ချင်သေးဘူးပေါ့နော်ဒီဘက်မှာဆိုလို့ရှိရင်အခြေအနေနဲ့ပတ်သက်ပြီးတော့မှစိတ်ပင်ပန်းရတာစိတ်ညစ်ရတာစိတ်ချုပ်ထွေးရတာစိတ်ပူလောင်တဲ့အရာတွေဒါတွေသူမနေလို့ချင်သေးဘူးပေါ့နော်တယောက်တည်းပဲနေချင်သေးတယ်ဆိုတာမျိုးတော့မြင်မိရပေါ့နော်အဲ့တော့ပေါ့နော်သူနဲ့ကိုယ်နဲ့ကြားမှာပေါ့နော်ဘလို့အသားစီးတွေများရှိနေလဲပေါ့အခုနကအသားစီးကဒီလိုမျိုးမြင်နေတာထပ်ကြည့်လိုက်အောင်ပေါ့နော်သူကဆန္ဒမရှိသေးဘူးပေါ့တယောက်တည်းပဲနေချင်သေးတယ်အဲ့တော့သူနဲ့ကိုယ်နဲ့ကြားမှာဘလို့အသားစီးတွေရှိနေသေးလဲပေါ့နော်ဒါလေးထပ်ကြည့်မယ်သူနဲ့ကိုယ်နဲ့ကြားဘလို့အသားစီးများရှိနေလဲပေါ့နော်ထပ်ကြည့်လိုက်ပါအောင်မယ်ဘောတော့ထဲမှာ7 cup ပေါ့နော်အဲ့တော့ဒီ relationship နဲ့ပတ်သက်ပြီးတော့မှပေါ့နော်သူအရင်ရှေ့ဆက်ဖို့အတွက်သူ့ဘက်စိတ်ထဲမှာအရင်မသေးကြတဲ့အရာပေါ့နော်စိတ်ကူးရင်အရာပဲရှိသေးစိတ်ကူးရင်လည်းအရာပဲရှိသေးတယ်တကယ်လက်တွေ့ကိုသွားဖို့သူကမဆုံးဖြတ်နိုင်သေးဘူးဆိုတော့မျိုးများတစ်ဖက်သူမှာလေဒီမှာတွေ့ရဟမ်းမန်းမှာဆိုလဲအရင်ရှေ့တိုးဖို့ဆုံးဖြတ်ဖို့တွေအရင်သူဟိုပေါ့နော်ဟိုမသွားချင်သေးဘူးထူတော့ခပ်ကတော့ညသွားကြမှာကတော့ပေါ့နော်ဟိုနားလည်မှုတွေကိုကသူ့လည်းသိတာမျိုးလဲကျွန်မခံစားမိဘူးเนาะကိုကသူ့ကိုသဘောကျတယ်ဆိုသူ့ဘက်ကသိတာမျိုးသူကသဘောကျနေရလို့ဆိုတော့သိရတော့သိရဒါပေမဲ့မသိကြည့်ကြုံပြုနေရတာမျိုးပေါ့เนาะဒီ connection သူဆက်မသွားခြင်းသေးဘူးဆိုတာမျိုးပေါ့เนาะဒါကသူ့စိတ်လည်းပါတယ်သူ့စိတ်ကဖြစ်နေတာပေါ့เนาะသူ့စိတ်ကဖြစ်နေတဲ့တက်ထဲနေခြင်းတာအတွေးဆဆားအတွေးမထဲခြင်းတာခေါင်းချုပ်မခံခြင်းတာကိုရန်ကဒီဖြစ်ချင်တဲ့အရာတွေပုံမှာပေါ့เนาะသူရဲ့ဟိုပေါ့သူဖိအားပေးခံရတဲ့အရာသူမိဘကသူ့ဘာဖြစ်စေချင်လဲသူဖြစ်စေချင်တဲ့အရာကိုမှသူကဒီဇိုင်းမမနဲ့တွားပြီးတော့မှတွားနေရပေါ့အခြေအေးဆိုတာသူကတကယ်လက်ရှိမှာကစိတ်ကူးရင်အရာပဲရှိနေသေးတာမျိုးလက်တွေ့အကောင့်ထဲမပေါ်နိုင်သေးဘူးဆိုတဲ့အရာတွေအတွေးတွေပဲပေါ့နော်မပေါ်နိုင်သေးဘူးဆိုတာမျိုးပဲရှိတာမျိုးတော့မြင်ရတယ်ပေါ့နော်တစ်ဖက်သူကလေအဲ့လိုမျိုးမြင်နေတယ်အဲ့တော့သူ့ဘက်ကပေါ့နော်ကိုယ်နဲ့ပတ်သက်ပြီးရှေ့ဆက်ပြီးတော့မှချစ်သူဖြစ်လာဖို့အရှင်လုံလာမှာပေါ့နော်တက်ကြည့်မယ်နော်ရှေ့ဆက်သူ့ဘက်ကနေကိုယ်နဲ့ပေါ့နော်ချစ်သူဖြစ်လာဖို့အရှင်ယူလာမလားသိချင်ပါတယ်ငါကလောက်ဆိုလိုက်နော်တော့သူ့ဘက်ကနေပေါ့နော်ကိုယ်နဲ့ချစ်သူဖြစ်လာဖို့အရှင်ယူလာမလားသိချင်ပါတယ်အဲ့တော့ရှေ့ဆက်ပြီးသူ့ဘက်ကကိုယ်နဲ့ချစ်သူဖြစ်လာဖို့ပေါ့နော်အရှင်ယူလာမလားသိချင်ပါတယ်အရှင်လာဖို့တိတ်မသေးကြသေးပါဘူးเนาะတစ်ဖက်သူကလေကိုတော့စိတ်ဝင်စားမှုတော့ရှိဖို့မြင်ရတယ်စိတ်ဝင်စားလာဖို့တော့တွေ့ရတယ်ကိုတော့စိတ်ဝင်စားလာဖို့မြင်နေရတယ်ပေါ့နော်စိတ်ဝင်စားလာပြီးသူနဲ့ကိုယ်နဲ့ကြားမှာကအဆက်အသွယ်တွေကပို့ပြီးတော့မှသူနဲ့ကိုယ်နဲ့အဝေးမှာဆိုလဲအဆက်အသွယ်တွေကတော့အမြဲမပြတ်တော့ရှိနေအောင်ပဲပေါ့နော်အဆက်အသွယ်မပြတ်ရှိနေအောင်ပဲဒါမဲ့သူ့ဘက်ကအရင်ကိုပေါ့နော်ဖွင့်ပြောမဲ့အရာတွေလည်းမမြင်ရဘူးဟိုအရှင်ယူလာမဲ့အရာတော့တိတ်တော့မခံစားမိသေးဘူးဒီမှာတွေ့ရတာလေသူကသူကိုသဘောကျနေရဆိုရင်တော့သူ့ရင်ထဲမှာတိမ်ထားအောင်ပါပဲဆိုတာမျိုးမြင်ရတယ်ဒါတွေကသူ့ဘက်ကိုလက်ရှိမှာဒါအကောင့်ထဲလွတ်ရှိပေါ့နော်ဒီအရာပေါ်မှာအချိန်မပေးနိုင်သေးဘူးဆိုတော့ပေါ့နော်အသွေးမျိုးသူ့မှာရှိနေတယ်ဆိုတာကိုခံစားမိသူကပေါ့နော်ဒီမှာတွေ့ရတာကတော့လေစိတ်ဝင်စားလာမှုတော့ရှိလာနိုင်တယ်သူကကိုပေါ့စိတ်ဝင်စားလာမှုရှိလာနိုင်တယ်စိတ်ထဲကသဘောကျနေရတာဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့ဒီလူကအရင်အုံနောက်ကိုပဲအရှိကိုထားဦးစားပေးဦးမယ်နှလုံးသားကြီးကတိတ်ဦးစားပေးသေးဘူးဆိုတော့မျိုးမြင်ရတယ်ပေါ့နော်အဲ့တော့သူနဲ့နောက်ဆုံးကိုကြည့်လိုက်နော် final မှာပေါ့နော်သူနဲ့ကိုနောက်ဆုံးမှာချစ်သူဖြစ်လာနိုင်မလားပေါ့နော်အဲ့တော့သူနဲ့ကိုနဲ့နောက်ဆုံးမှာချစ်သူဖြစ်လာနိုင်တာသိကြပါတယ်ကိုလက်တည်းတစ်ဖက်သူနဲ့ပေါ့နော်ချစ်သူဖြစ်လာနိုင်မလားဆိုတော့နောက်ထပ်တစ်ခါဆိုလိုက်မယ်နော်နိုင်တော့ဆွတ်ကြည့်နေရတယ်အဲ့
အဲ့တော့ချစ်သူဖြစ်လာဖို့ကတော့တိတ်ပြီးတော့မှမခံစားမိသေးထက်ကြည့်လိုက်အောင်နော်နောက်တစ်ခါနော်သူ့ကြောင်းရနေသူကသူ့မှာနေအလုပ်တွေရှုံနေတာသူ့အဆင်ပြေတဲ့ຢာနဲ့သူ့မှာပတ်ရှုံနေတာမျိုးတော့ရှိရပေါ့နော်ဒါကသူ့ရဲ့မိသားစုရေးရာကိစ္စတွေပေါ့နော်ဒါလေးမှသူ့မှာပေါ့နော်ဟိုစိတ်ပိုင်းဆိုင်ရာမှာနည်းနည်းလေးပြင်ပန်းနေရတဲ့အရာမှာဆိုရင်အရင်သူကဖြစ်သူဖြစ်လာဖို့တွေကတော့တိတ်မတွေးဘူးဆိုတာမျိုးမြင်ရတယ်ထက်ကြည့်အောင်နော်နောက်ဆုံးမှသူနဲ့ကိုယ်နဲ့ပေါ့နော်ဖြစ်သူဖြစ်လာနိုင်မှာ final ကိုဆက်ထက်ကြည့်အောင်Queen of Cup ကိုမြင်နေရတယ် Queen of Cup မြင်နေရတယ်ပြီးတော့ဒီမှာက Temperance လေးမြင်နေရတယ်အဲ့တော့ Queen of Cup Temperance ကတော့ကို့ဒီမှာအောင်စိုက်လာနိုင်တယ်ဆိုတာမျိုးများသူ့ဖြစ်လာဘူးတော့တိတ်မခံစားဘူးကို့အရင်ထက်ပေါ့နော်သူနဲ့ကိုယ်နဲ့ကြားမှာသက်ဆိုင်ရေးပိုကောင်းလာတယ်ကို့ပိုပြီးအရင်ထက်ပိုပြီးဒီလိုစိုက်တာမျိုးပေါ့နော်ပိုပြီးအရင်ထက်ရင်းနှီးတာမျိုးဒီစက်ရေးရတခုကရှေ့ဆက်တော့ပေါ့နော်ရေရှည်တော့သွားနေအောင်မယ်ရေရှည်ကတော့သွားနေအောင်မဒါမှချစ်သူတော်ဖြစ်သေးဘူးဆိုတော့မျိုးတော့မြင်ရတယ်အဲ့တော့ဖြစ်သူတော်ဖြစ်သေးဘူးเนาะဒီမှာတွေ့ရတယ် quality လေးတွေကလေတစ်ဖက်သူနဲ့ကိုယ်နဲ့ကျမှချစ်သူတော်ဖြစ်သေးဘူးဒီ connection ကိုကနည်းနည်းလေးစိတ်ရှည်ရအောင်မယ်ဆိုတော့မျိုးတော့မြင်ရတယ်ဗောနော်ဒီ connection ကိုကသူ့သဘောကျနေတယ်သူ့လိုချင်နေရဆိုရင်လည်းဒီမှာတွေ့ရတာဗောနော်ဟိုဒီဆက်ဆံရေးတစ်ခုမပြတ်ဖို့အတွက်ကိုဘက်ကစိတ်ရှည်ပြီးတော့မှဒီ connection လေးကိုဆက်ပြီးတော့သွားရအောင်မယ်ဆိုတော့မျိုးမြင်ရတယ်သူ့ဘက်ကတော့စိတ်ဝင်စားမှုတွေဗောနော်ကိုအင်းထက်ပိုပြီးအလေးပေးမှုတွေဒါလေးရောရှိရပေါ့နော်သူ့စိတ်ထဲမှာလည်းကိုနဲ့ပတ်သက်ပြီးတော့ခံစားချက်တွေရောရှိရပေါ့နော်ကိုကအဲ့လိုမျိုးနူးညံ့တဲ့သူလေးတစ်ယောက်ပေါ့နော်ကိုသူ့ကိုကျင်နာမှုပေးတဲ့သူလေးတစ်ယောက် view site မှုတွေပေးတဲ့သူတစ်ယောက်နေနေတော့သူ့စိတ်ထဲမှာခံစားချက်တော့ရှိရပေါ့နော်အလေးထားမှုတော့ရှိရဒါပေမဲ့ဖြစ်သူဖြစ်သေးဘူးဆိုတော့ဒီမှာမြင်မိရပေါ့နော်ကိုလည်းတနေ့အဲ့တော့တစ်ဖက်သူနဲ့တင်တဲ့ကြမှာချစ်သူဖြစ်လာဖို့လည်းရှိတော့မရှိသေးပါဘူးအချိန်လေးတော့ယူအောင်လို့ဆိုတော့မြင်ရတယ်ပေါ့နော်အချိန်ယူပြီးတော့မှဆိုတော့လည်းအချိန်ယူကာလတစ်ခုယူပြီးတော့မှသူ့ဘက်ကနေပြီးတော့မှစဉ်းစားလိုက်နိုင်စီတော့ရှိနိုင်တယ်ဒီမှာ Temperance ကတော့လေဒီစက်တိုင်ကြီးကဆက်သွားမယ်ဆိုရင်တော့သူကအချိန်ကာလတစ်ခုမှာသူ့ရဲ့ဒီပေါ့နော်အဆင်ပြေမှုတွေသူ့ရဲ့ပင်ပန်းမှုပေါ့နော်သူစိတ်ဖိစီးမှုတွေကတော့တဖြည်းဖြည်းနဲ့ပြေလျော့သွားမှာပဲပေါ့နော်ဒီချိန်ကာလတစ်ခုကြာလို့ရှိရင်သူကကိုယ့်ကိုတော့ထည့်သွင်းစဉ်းစားပြီးတော့မှသွားမယ်ဆိုတော့မျိုးတော့ကျွန်မခံစားနေရလက်ရှိမှာလည်းသူ့ရင်းထဲမှာတင်ကတစ်စိတ်တနေရာမှာတော့တင်ရှိနေပြီဆိုတာမျိုးတော့တွေ့ရတယ်ပေါ့နော်quality လေးအဲ့တော့နည်းနည်းလေးအချိန်လေးတော့စောင့်ပေးလိုက်ပါနော်ကိုလည်းသူ့ကိုလက်မလွတ်နိုင်သေးဘူးသူ့ကိုသဘောကျနေပြီးချစ်နေရဆိုရင်ပေါ့နော်အဲ့တော့ quality လေးဒီလိုလေးကိုကျင်းနေမလို့ညွှန်နေပါတယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ကျွန်မတို့နောက်ဗီဒီယိုလေးမှာတွေ့ကြမယ်နော်